မိမကြီးအဲ့ဒီပတ်စံသိန်း90ကိုခဏယူထားလိုက်အောင်ယောက်ျားတွိုင်းလိုက်ခဏသွားလိုက်အောင်မယ်ဟော90အေးသိန်းထားမယ်နော်တလီ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 တလီလီလီဟယ်လိုဘယ်သူလဲ ကျော်ကြီးဖုန်းမဟုတ်ဘူးလားဒီဖုန်းက အကျိုးကြီးဖုန်းဟုတ်တယ်နင်ကဘယ်သူလဲ ငါသူကြီးစားပဲနင်ရောဘာလုပ်လဲ ဟာငါကသူမိမ သူမိမနင်ကဘယ်ကမိမပေါ်လာတော့ငါနဲ့သူနဲ့တွေ့ရ6လလောက်ရှိပြီဟဲ့စနိုက်ကျော်မရဲ့ ပဲကောင်းမဟာဘယ်က6လလေးလာပြောနေတာတော့ငါနဲ့ကြုံကြီးနဲ့ရထားတာ4နှစ်ရှိနေပြီနောက်မှပေါက်တဲ့ရွှေကြာကငါလာပြီးတော့နော်ဟောက်ချင်နေတာ အဲ့ဆိုအကောင်ကျော်ကြီးငါ့ကိုလိန်သွားပါအဲ့ဆိုငါပတ်စံနေပြန်ပေး ဟမ်ဘယ်ကပတ်စံတော့ဘာတွေပြောနေအောင်နင် ဘယ်ကပတ်စံမှာတော့အခုလေးတွေငါရှိရမုံမိုးအဖြစ်ပါမမဆိုပြီးတော့တောင်းသွားတယ်ပတ်စံ350နော်ပြီးဟိုတနေ့ကသူ့ညီမအတွက်တဲ့ဝယ်ပေးခြင်းလို့ပါဆိုပြီးတော့ LV8 တလုံးပြီးတော့နော်နောက်ဆုံးပေါ်ကားလေးစီးခြင်းလို့ပါဆိုပြီးတော့လဲသွားတယ်ကားဖို့ငါကိုယ်တိုင်ကားလိုက်ဝယ်ပေးလိုက်တယ်ကားအဲ့ဟာတွေအခုချက်ချင်းပြန်လာပေးခိုင်းလိုက်စမ်း ဟောမမညီမလေးကစနေတာညီမလေးလေစိတ်မဆိုးနဲ့နော်မမကိုရခုအိမ်သာသွားလို့ညီမလေးကစလိုက်တာ ဟာလေဟာလန့်သွားပဲအဲ့လိုမျိုးကြီးမစပါနဲ့ညီမလေးရဲ့ဟုတ်ပြီနိကိုကြီးလာလို့ရှင်ဖုန်းဆက်ခိုင်းလိုက် ဟုတ်ကဲ့မမအချိန်ရလို့ရှင်အိမ်ကိုလာလဲဦးနော်မမဒါပဲနော်မမမလီဘောသေးရပါငါယောက်ျားလုံးယုံတော့မလို့